ကျမရဲ့အသက်34နှစ်မှာရခဲ့တဲ့တင်ခန်းစာ3ခုထဲကိုမျှဝေပေးတော့ပါမယ်။အဲ့တော့ကျမအခုအသက်34နှစ်ရလာပြီဆိုတဲ့အခါမျိုးမှာဆိုရင်ကျမဘဝတစ်လျှောက်လုံးမှာဖြတ်တန်းလာခဲ့တဲ့အရာတွေအားလုံးကပြောရမယ်ဆိုရင်တော့လူစွာကတူဆက်လန်းနဲ့တူစတိုရီနဲ့တူရှိရဲကျမရဲ့ဒီဘဝရဲ့အတွေ့အကြုံကျမရဲ့ဘဝရဲ့ဆက်လန်းကတော့တော်တော်များများနဲ့ကျမ sharing လုပ်ထားရှိတဲ့တူထဲမှာမပါဘူးကျမရဲ့ဘဝတွေကိုကျမက private ဆန်ပဲကျမဖြတ်တန်းရတာပဲကြိုက်တယ်အဲ့ဒီထဲမှာကျမအသက်34နှစ်ရသွားတဲ့အချိန်မျိုးမှာကျမရခဲ့တဲ့တင်ခန်းစာဒီထဲက3ခုကိုမျှဝေပေးရမယ်ဆိုရင်ကျမတို့ဒီကိုလူတွေကအဲ့လောက်ထိ view မဆိုင်ဘူးဆိုတာကိုပို့ပြီးတော့တိလာတယ်ကျမတို့တွေကတခုခုကိုလုပ်မယ်ဆိုတဲ့အခါမျိုးမှာဆိုရင်တစ်ဖက်လူကကိုယ့်အပေါ်ဘယ်လိုမျိုးထင်မြင်မလဲဘယ်လိုမျိုးပြောမလဲဘယ်လိုမျိုးတခြားလူတွေကကိုယ့်အပေါ်ကိုအမြဲတမ်းမျက်စိတောက်လျှောက်ဆိုပြီးတော့လိုက်ပြီးတော့ကြည်နေတာမျိုးမရှိပါဘူးပေါ့နော်ပြောရမယ်ဆိုရင်တော့ကျမတို့တွေကဒါကိုယ့်ရဲ့အတွေ့အထဲမှာတီလူတယောက်ကတီပတ်ဝန်းကျင်ကကိုယ့်အပေါ်ဒီလိုမျိုးထင်မြင်နေတာဒီလိုမျိုးမြင်နေတာဆိုပြီးတော့ကျမတို့ရဲ့အကောင့်ထဲမှာပဲကျမတို့တွေကိုယ်တိုင်ကဒါပုံဖော်နေတာဖြစ်တယ်တကယ်တမ်းတော့လူတွေကကျမတို့တွေကိုအဲ့လောက်မဆိုင်အားပါဘူးဒါကြောင့်မလို့ကိုယ့်ရဲ့ဘဝမှာကိုဖြစ်ချင်တာတွေကိုလှုပ်ချင်တာတွေကိုရှိလာတဲ့အချိန်ကြာလို့ရှိရင်ရဲဝံ့နဲ့ဒါလှုပ်ဆောင်မှတခြားလူတွေပြောဆိုမဲ့အတန်တွေကိုအဲ့လောက်ထိဆိုင်နေစရာမလိုဘူးတကယ်တမ်းလိုက်လူတွေကမဆိုင်ပါဘူးကျွန်မတို့တွေရောဒီ social media ပေါ်မှာမြင်နေရတဲ့တခဏမိနစ်အတွင်းလေးမှာပဲသူတို့တွေကဒီကိုအပေါ်ကိုဆိုင်တာဖြစ်တယ်ပြီးတော့ပြီဆိုတဲ့အချိန်မျိုးမှာဆိုရင်သူတို့တွေရဲ့ account ထဲမှာအမြဲတမ်း information တွေဒီ social media ပေါ်မှာတက်လာတယ်များအရာတွေကသူတို့တွေရဲ့ account ထဲမှာဝင်လာနေတဲ့အခါမှာမျိုးမှာသူတို့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကိုမြင်သွားတဲ့အခါမျိုးမှာကိုယ့်ရဲ့အကြောင်းဆိုတာကလုံးဝကိုပျောက်ကွယ်တော့ပြီဒါကြောင့်မလို့ကိုယ့်ရဲ့ဘဝမှာကိုလှုပ်ချင်တာတွေရှိတဲ့အချိန်ကြာလို့ရှိရင်ရဲဝံ့ဒါလို့တစ်ဖက်လူကဘယ်လိုတွေပြောမလဲဘယ်လိုမျိုးတွေးမလဲပုံဝင်ခြင်းကဘယ်လိုမျိုးတွေတွေးမလဲဆိုတာဒီကိုကောင်းတဲ့ကိုအယံမထဲဖို့အတွက်အရေးကြီးတယ်နံပါတ်1တစ်ချက်ကပါလဲဆိုတော့ကိုယ့်ရဲ့ဘဝဒီထဲမှာလူဆိုတာကပြောင်းလဲတတ်တယ်ဒီလိုမျိုးပြောင်းလဲသွားတက်တဲ့တဘာဝအလျောက်ကိုယ့်ရဲ့ဘဝထဲမှာရှိနေတဲ့လူတွေတော့မဟုတ်ကိုယ့်ရဲ့နဲ့အတူတူအလုပ်တွဲလုပ်နေတဲ့သူတွေဒါကအမြဲတမ်းပြောင်းလဲနေတတ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်လူပြောင်းလဲသွားတဲ့အပေါ်မှာကိုယ်ကအရန်ကြီးလိုက်ပြီးတော့မခံစားဖို့အတွက်လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ကျမတို့တွေကဒီအရာတွေပေါ်မှာအရန်ကြီးသွားပြီးတော့ခံစားလိုက်တဲ့အချိန်ကြာလို့ရှိရင်ကျမတို့တွေရဲ့စွမ်းအင်တွေကျမတို့တွေရဲ့အချိန်တွေကျမတို့တွေရဲ့တကယ့်ကိုလှုပ်ထိုက်တဲ့အရာတွေကိုကျမတို့တွေကမလုပ်နိုင်ဘဲနဲ့ဒီအရာပေါ်မှာအရန်ကြီးသွားပြီးတော့focus လုပ်နေတဲ့အချိန်မျိုးမှာဆိုရင်ကျမတို့တည်းရဲ့ဘဝကစိတ်ဖြစ်စီမှုတွေဖြစ်လာမယ်စိတ်တမ်းကြမှုတွေဖြစ်လာမယ်စိတ်မပျော်မရွှင်တွေဖြစ်လာမယ်ပေါ့နော်ဒါကြောင့်မလို့ပေါ့နော်တစ်ဖက်လူပြောင်းလဲသွားတဲ့အပေါ်မှာကိုကအရင်ကြီးလိုက်ပြီးတော့မခံစားဖို့အတွက်လိုအပ်တယ်ပေါ့နော်နံပါတ်3တစ်ချက်ကပါလဲဆိုတော့ကျမတို့တည်းရဲ့ဘဝမှာတကယ်တမ်းလိုအပ်နေတဲ့အရာတွေကပါလဲဆိုတော့ချစ်ချင်းမြတ်တာအချင်းချင်းကိုချစ်ချင်းမြတ်တာထားပေးဖို့အတွက်အရင်လိုအပ်တယ်ဒီချစ်ချင်းမြတ်တာတည်းရဲ့နောက်မှာအောင်မြင်မှုတွေပျော်ရွှင်မှုတွေစားတဲ့အရာတွေလိုက်လာတယ်အဲ့တော့ကျမကြီးရတလောက်ဒီပျော်ရွှင်နေတဲ့မိသားစုတစ်ခုစည်းလုံးနေတဲ့မိသားစုတစ်ခုကဘာပဲလုပ်အဆင်ပြေတာတွေတွေးရပြီးတော့တကယ်လို့မိသားစုတစ်ခုကဒါအဆင်မပြေဘူးဆိုရင်အပြင်မှာလူမှုရေးစီးပွားရေးအိမ်ထောင်ရေးဒီငွေရေးကြေးရေးစားတဲ့အိမ်ပိုင်းဆိုင်ရာတွေလူမှုရေးစားတဲ့အပိုင်းဆိုင်ရာတွေကအဆင်မပြေတာတွေတော်တော်များများတွေးရတတ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဘဝတွေမှာဒီ relationship တစ်ခုကိုတည်ဆောက်နေပြီဆိုတဲ့အခါမျိုးမှာဒီ relationship တစ်ခုကိုကျမ်းမာနေအောင်ခံနေအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျမတို့တွေကပို့ပြီးတော့အားစားထုတ်ဖို့အတွက်လိုအပ်တယ်တကယ်လို့ကိုကအဲ့လိုမျိုးမလုပ်နိုင်ခဲ့ဘူးဆိုရင်ကိုကအဲ့ဒီလုပ်ရမယ့်အပိုင်းတွေကိုကြာရှုံးသွားခဲ့တယ်ဆိုရင်ကိုရဲ့ဘဝတွေကိုပို့ပြီးတော့ချစ်ပြီးတော့ကိုရဲ့ဘဝတွေကိုပို့ပြီးတော့တောက်ပအောင်ကိုလုပ်ဖို့အတွက်ပြောချင်ပါတယ်ဒါကကျမရဲ့အသက်34နှစ်မှာရလာခဲ့တဲ့တင်ခန်းစာတွေထဲကအားလုံးကိုပြောချင်နေတဲ့အရာလေးတစ်ခုဖြစ်ပါတယ်အားလုံးအတွက်ဒီထဲမှာတစ်ခုလောက်တော့ကိုအတွက်အကျိုးရှိသွားမယ်လို့ထင်ပါတယ်အဲ့တော့ကိုအတွက်ဒီဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ကိုအတွက်အမြင်လေးတချို့ပြောင်းလဲသွားတဲ့ဆိုရင်ဒီဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေပေးသွားလို့ရပါတယ်ကျွန်မရဲ့ YouTube ဗီဒီယိုလေးတွေကိုလည်း subscribe လေးလုပ်ပေးသွားဖို့အတွက်တောင်းဆိုချင်ပါတယ်ကဲအားလုံးပဲတက်တာ